ခလောင်နေဈေးမှာရှိတဲ့ဘန်ကောက်ဘော့စ်ကျေဝတာတိုရိုဆိုင်ကိုသွားစားမှာဖြစ်ပါတယ်။ MRT အပြာလိုင်း Green CK A01 ကထွက်ပြီးတန်းသွားရင်ကုန်းကျော်တရားကိုတွေ့မှာဖြစ်ပါတယ်။ကုန်းကျော်တရားပေါ်ကနေဘယ်ဘက်ချမ်းကိုချိုးလိုက်ရင် 7-Eleven ကိုတွေ့ရမှာဖြစ်ပါတယ်။7-Eleven ဘေးကလမ်းလေးထဲဝင်ပြီးဘယ်ဘက်ကိုကွေးလိုက်တာနဲ့မြန်မာဆိုင်တွေနဲ့ဘန်ကောက်ဘော့စ်ကျေဝတာတိုရိုဆိုင်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ဘန်ကောက်ဘော့စ်ဆိုင်မှာလူပြည့်နေတာဖြစ်တဲ့အတွက်အဲ့ဒီရှိကအတုပ်ဆိုင်လေးမှာရင်ဝင်စားခဲ့ပါတယ်။အတုပ်ဆိုင်လေးမှာတော့63နဲ့ကြာစံချက်ကိုမှာစားခဲ့ပါတယ်။တပွဲကိုမှပဲ40ပဲပေးရပြီးရတာလည်းရမ်းကောင်းပါတယ်။နောက်ဆုံးမှာတော့တိုရိုဆိုင်လေးလည်းလူချင်းသွားတဲ့အတွက်ဝတာတိုရိုလေးဝင်စားခဲ့ပါတယ်။